ကျွန်တော်လိုမျိုးစိုင်းကြားနဲ့ကြောင်းနေလေဆိုရင်တော့ဒီဘင်းလေးကိုရွေးချယ်ဖို့လိုပါတယ်ခင်ဗျာဒီဘင်းလေးကတော့ခုနကလစ်160မဟုတ်ပါဘူးခင်ဗျာ No God please no 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 ပုံစံတူထုတ်လုပ်ထားတဲ့အုံးကလစ်လေးပဲဖြစ်ပါတယ်ဒီကောင်လေးဆိုကျွန်တော်ဒီမှာပစ္စည်းပြတ်သွားတာလဲကြာပြီပေါ့နော်အခုနောက်ထပ်ရောက်ရှိလို့လာခဲ့ပါပြီခင်ဗျာဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်ကာလာစုံလေးလည်းရောက်ရှိထားပါတယ်ဒီကောင်လေးဆိုရင်ကျွန်တော်ဒီမှာပစ္စည်းပြတ်သွားတာလည်းနည်းတော့ကြာပြီပေါ့နော်ဒါပေမဲ့ပစ္စည်းပြတ်သွားတဲ့အချိန်မှာတော့ကျွန်တော်တို့အော်တိုဘင်းလေးတွေမရောက်သေးဘူးလားလို့မေးတယ်မေးကြတဲ့ညီကိုတွေအတွက်အခုရောက်ရှိလို့လာပါပြီခင်ဗျာဒီကောင်လေးဆိုလို့ရှိရင်တရားအင်ဂျင်ပါကတော့160မဟုတ်ပါဘူးဒါလို့160ပုံစံအပိုင်းပါ150ဖြစ်ပါတယ်ဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့စမကီးနဲ့လာပါမယ်ကျွန်တော်စီမှာဒီလိုအော်တိုဘင်းလေးတွေဝယ်ယူအားပေးနေတဲ့ချင်းမိတ်ဆွေတွေအတွက်ကျွန်တော်တို့မပူမျိုးမှာဖွင့်ထားတဲ့ standard cycle show တော့မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာအသေးလေးကိုကျွန်တော်တို့ဆိုင်ဖုန်းနံပါတ်9850 9850ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်